လေကသေးနဲ့ကဖျားထွက်ပေါ်ပြီးနောက်အုံးမင်ကြားကဖျားထွက်ပေါ်လာတဲ့ဆိုတဲ့ဒလမျိုးပေါ်တော်မူဖျားတွေဆိုတာခင်းဆက်ဆက်ရှိခဲ့ပြီးလက်တလုံးမှာဆိုရင်လည်းပေါ်တော်မူဖျားကိစ္စတွေကဇက်တိုက်ဆိုသလိုဖြစ်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကတည်းမြောင်းမြမြို့ကျွန်းတိတ်ကြီးရွာမှာလေတော်တွေကဖျားထွက်ပေါ်လာခဲ့ကောင်ရွာသူရွာသားတွေကယာယီဆန်နန်းနဲ့ပူဇော်ထားခဲ့တာပါ။ဒါတွေမကတည်းပဲလေကသေးနဲ့ကဘွဲရည်တွေကိုလည်းယောဂပြောက်ကင်းနေဆိုကခက်ယူတောက်သုံးနေကြတာကြောင့်လူစိတ်ဝင်စားမှုတွေမြင့်တက်ခဲ့ပါတယ်။ဒီတစ်ခါမှလည်းဒလမြို့မှာပေါ်တော်မူဖျားတဆူပေါ်ထွက်လာပြန်တာပါ။ဒီတစ်ခါပေါ်ထွက်လာတဲ့ဖျားကပိုပြီးထူးဆန်းပါတယ်။ပုံမှန်ပေါ်ထွက်နေကြမြေထဲရေထဲလေကသေးနဲ့ကမဟုတ်ဘူးရှင်။အုံးပင်တွေကြားတွေကထွက်ပေါ်လာခဲ့တာပါ။ဒလမြို့ဖူးပွင့်တဲကိုကန်အနီးနားမှာပေါ်ထွက်လာတယ်လို့သိရကစင်တူတော်အရွယ်အစားကလည်းကြီးမားလှတာပါ။စင်တူတော်ကြီးကရွှေရောင်ဝင်းနှင်းတွေကအယောင်ဝါတွေကလည်းတလက်လက်ထွက်နေပါတယ်။အဆိုပါဖျားစင်တူတော်ပုံထွက်ပေါ်လာတာကြောင့်ဒလမြို့ကမြို့ကန်တွေအနေနဲ့အုံအော်တောင်းနေဖြစ်သွားခဲ့တာပါ။ဒီတစ်ခါပေါ်တော်မူဖျားကအရင်ကနဲ့မတူပဲထူးခြားလွန်းတာကြောင့်မှတ်တမ်းတင်ရိုက်ကူးထားကြသလိုလာရောက်ဖူးမြော်ကြီးညိုကြတဲ့သူတွေလည်းများပြားနေကြတာပါ။ဒလမြို့နေဒေသခံတွေကတော့ဖျားထွက်ပေါ်လာတဲ့ပေါ်ကျင်းနုပီတီဖြစ်နေပုံပေါ်ကြပေမဲ့လူအများစုကတော့သူတို့ရဲ့ထုံးစံအတိုင်းမယုံကြည်ကြပါဘူး။အုံးပင်ထိတ်မှာဘသူကဖျားပင့်တင်ထားရလဲဆိုပြီးခနဲ့ကပြောဆိုလာနေကြပါတယ်။ပေါ်တော်မူဖျားတွေကခစ်စားနေတာကြောင့်အကြံဖန်ထုချင်သူတွေကတမင်ဖန်တီးထားရလို့လေလူအများကယူဆနေကြတာပါ။ဒါပေမဲ့တစ်ဖက်ကစဉ်းစားကြည့်မယ်ဆိုရင်လည်းအုံးပင်အပေါ်ထိတက်ပြီးဖျားဆင်းတူတော်တင်မို့ဆိုတာကမဖြစ်နိုင်လောက်ဘူးရှင်။ဖြစ်နိုင်ရင်တော့မှတော်ရုံလူကတော့ပုံမှန်စိတ်နဲ့မလုံနိုင်တာကြောင့်ဒလမျိုးကပေါ်တော်မူဖျားကိစ္စကတော့တွေးဟဖြစ်စရာပါပဲ။ဂျင်းအပရိသတ်များလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။